သူကရုတ်တရက်အင်ကြီးကျဲသီးတွေကိုဖြုတ်လိုက်တယ်သူ့တကူလုံးအနှံ့ထိုးထားတဲ့တက်တူးတွေပေါ်လာခဲ့တယ်အလှပြဖို့မဟုတ်ဘူးတက်တူးတိုင်းကသွေးနဲ့ချုပ်ထားတဲ့တစ္ဆာကတိတစ်ခုပဲသူ့ဘဝတစ်ခုလုံးကိုလက်စားချေဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပဲမောင်းနေခဲ့တယ်သူဟာလူတိုင်းကြောက်ရွံ့ရတဲ့ဂိုင်းကောင်းဆောင်တစ်ယောက်ပဲအမှောင်လောကမှာသူ့နာမည်ကိုကြောက်ရွံ့စွာတိုးတိုးလေးပဲပြောကြတယ်သူ့ကိုလက်တီးမိတ်ဆက်လို့ခေါ်ကြတယ်တန်မဏိလက်တီးပိုင်ရှင်လူအသွင်ဆောင်ထားတဲ့မကောင်းဆိုးဝါးလို့တတ်မှတ်ခံထားရသူသူ့ရဲ့အင်အားကြောင့်ကိစ္စတော်တော်များများကိုကိုယ်တိုင်ရှင်းနေရှိတယ်သူ့ကိုစန့်ကျင်ရဲတဲ့သူတိုင်းကိုရဲရဲဆက်ဆက်ချေမှုန်းပစ်တယ်သူ့ကိုအာခံတဲ့သူတွေဟာအမြဲလိုအဆုံးဆိုးနဲ့ကြုံရတယ်သူ့လမ်းကိုဖျက်ရဲတဲ့သူတိုင်းအရင်လိုပြန်မဖြစ်တော့ဘူးတချို့ဆိုအသက်တောင်ပြန်မရှင်လာနိုင်ခဲ့ကြဘူးဒါပေမဲ့မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကအရာအလုံးကိုပြောင်းလဲသွားစေခဲ့တယ်အဲ့ဒီအခိုက်အတန့်ကသူ့ဘဝကိုလုံးဝပြောင်းလဲပစ်လိုက်တယ်ကားဆောင်နေတော့ကျောင်းသူလေးတစ်ယောက်ကိုသူတတိထားမိခဲ့တယ်သူတောက်နေတဲ့ secret မီကိုကြောင့်ကောင်းမလေးချောင်းဆိုးနေခဲ့တယ်ခဏလေးတွင်းမှာပဲသူ့မျက်လုံးထဲမှာနောင်တရမှုပေါ်လာခဲ့တယ်စကားတခုမှမပြောဘဲသူ့ထီးကိုကောင်းမလေးကိုပေးလိုက်တယ်မိုးရီမဆူအောင်သူမကိုကာကွယ်ပေးချင်ခဲ့တာပါမကောင်းဆိုးဝါးလို့လူတစ်ယောက်ရဲ့အတွင်းမှာတော့လူသားဆန်မှုအနှဲငယ်တော့ကြန့်ရှိနေသေးတာကိုမြင်လိုက်ရတယ်သူ့အတွင်းမှာလူသားစိတ်လေးအနှဲငယ်တော့ရှိနေသေးတယ်အဲ့ဒီညမှာဂိုင်းကောင်းဆောင်နဲ့သူ့လူတွေပါတီပွဲကျင်းပနေကြတယ်ရေမောတန်တွေဂီတတန်အကျယ်ကြီးတွေအရက်နဲ့ပျော်ပွဲရွှင်ပွဲတွေပြည့်နှက်နေတယ်အားလုံးပျော်ရွှင်နေကြတဲ့အချိန်ရုတ်တရက်ထူးသတင်းကအိမ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့တယ်ကျောင်းသူလေးတစ်ယောက်ကိုရဲရဲဆက်ဆက်တပ်ဖြတ်ထားကြောင်းသတင်းထွက်လာတယ်စိတ်မမှန်တဲ့လူသက်သမားတစ်ယောက်ရဲ့လက်ချက်ဖြစ်တယ်အစပိုင်းမှာတော့လူတိုင်းကတာမန်လူသက်မှုတစ်ခုလိုပဲထင်ခဲ့ကြတယ်ဒါပေမဲ့သတင်းကအထောက်အထားတစ်ခုကိုပြသလိုက်တဲ့အချိန်အဲ့ဒီအရာကသူ့နှလုံးသားကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ဖြစ်သွားတယ်မှုခင်းဖြစ်တဲ့နေရာမှာသူ့ထီးကိုတွေ့ရှိခဲ့တာပါသူ့ကဘာကြီးတစ်ခဏအတွင်းရက်တန့်သွားခဲ့တယ်အစောပိုင်းကသူတွေ့ခဲ့တဲ့ကျောင်းသူလေးဟာအခုတော့အသက်မရှိတော့တဲ့အလောင်းတစ်လောင်းဖြစ်နေခဲ့တယ်အပြစ်ရှိတယ်လို့ခံစားရမှုကဒေါသအဖြစ်ပြောင်းလဲသွားတယ်သူ့အတွင်းကအမှောင်စိတ်ဟာတွေးတောင်းဆိုရင်ပြန်လည်နိုးထလာခဲ့တယ်စီးပွားရေးငွေကြေးဂုဏ်သိက္ခာအခုချိန်မှာတော့အဲ့ဒီအရာတွေအားလုံးအတိတ်ပဲမရှိတော့ဘူးသူ့စိတ်ထဲမှာကြံခဲ့တာကလူသက်သမားကိုရှာဖွေရမယ်ဆိုတဲ့အတွေးတစ်ခုပဲသူကသူ့လူအင်အားလုံးကိုစစ်တက်လို့ဖြန့်ကျက်ပြီးရှာဖွေခိုင်းလိုက်တယ်တမျိုးလုံးလှုပ်ခတ်သွားခဲ့တယ်အမောင်လန်းကြားတိုင်းကိုရှာဖွေမွေနောက်ခဲ့ကြပြီးလူသက်သမားအတွက်ပုံစရာနေရာမကျန်တော့ဘူးနောက်ဆုံးမှာတော့ပြစ်မှတ်ကိုရှာတွေ့ခဲ့တယ်တတိပေးစကားမရှိဘူးညှိနှိုင်းမှုလည်းမရှိဘူးမရက်မနာရွာကျလာတဲ့လက်တိချက်တွေပဲရှိခဲ့တယ်စွန့်ပစ်ထားတဲ့ကိုတောင်တစ်ခုထဲမှာအသားနဲ့အယိုးကျိုးချေတံတွေကသာပဲ့တင်ထက်နေတယ်လက်တိချက်တိုင်းဟာသူ့ကိုယ်သူအပြစ်ပေးနေတယ်လို့ပဲသူနောက်ကျသွားခဲ့တယ်အပြစ်မဲ့တဲ့ကလေးမလေးတစ်ယောက်ကိုကယ်ဖို့အရန်နောက်ကျသွားခဲ့တယ်ဒါပေမဲ့လူသက်သမားကိုငရဲပို့ဖို့လှုပ်တော့မဲ့အချိန်မှာရဲတွေရုတ်တရက်ဝင်ရောက်လာခဲ့တယ်သူတို့ကဥပဒေတိုင်းတရားမျှတမှုကိုဆောင်ရွက်ချင်ခဲ့တယ်လူသက်သမားကိုတရားရုံးတင်ဖို့ဖမ်းခေါ်သွားခဲ့တယ်တရားခွင်စတင်ခဲ့တယ်လူသက်သမားကပြုံးဖိပြီးအပြစ်အလုံးကိုညှင်းဆိုနေခဲ့တယ်ဒါပေမဲ့ဂိုင်းကောင်းဆောင်တရားရုံးနဲ့ဝင်လာတဲ့အချိန်မှာသူ့ရဲ့မောက်မာမှုတွေချက်ချင်းပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်သူနဲ့တိုက်ခိုက်ခဲ့တယ်သူ့ရင်ဘတ်နဲ့လက်တွေမှာဒဏ်ရာအမာရွတ်တွေရှိတယ်ဒါကတက်သေးပဲအဲ့ဒီအမာရွတ်တွေကသူ့အဖြစ်ကိုတက်သေးပြနေတဲ့အထောက်ထားပဲတရားသူကြီးကပြင်းထန်တဲ့ပြစ်ဒဏ်ကိုချမှတ်လိုက်တယ်တရားမျှတမှုကနောက်ဆုံးမှအောင်မြင်ခဲ့တယ်ဒါပေမဲ့လူသက်သမားကတော့ပိုပြီးပြုံးလာခဲ့တယ်ထောင်ကျသွားရင်လက်စားချေမှုကနေလုံခြုံသွားပြီလို့သူယုံကြည်နေခဲ့တယ်ဒါပေမဲ့သူလုံးဝမားနေခဲ့တယ်နောက်တစ်နေ့မှာထောင်သားအားလုံးကခေါင်းငုံပြီးတယောက်ကိုအယိုသေးပေးနေ